လုပ်ငန်းတော့ဘလို့ဖြစ်နေပြီအစင်မပြေဘူးလို့ကိုကမှန်းမိဆိုလို့ရှိရင်အနာဂတ်အလားလာကြပါပြီအရာအားလုံးကလဲနေဆိုတာနေရာအဖြစ်လဲတယ်အချိန်အဖြစ်လဲတယ်အကုန်လုံးကဒီပုံစံကွက်ထဲမှာဝင်နေကြတယ်ပုံစံကွက်ထဲမှာကျွန်တော်ပြောတဲ့ဟာဟို scientific ဘက်ကကြီးကြီး spiritual ဘက်ကကြီးကြီးဟိုဘယ်လိုကောင်းလဲဒီမတူညီတဲ့ဘာသာတရားတွေရဲ့ကျူးလောင်အောင်ကြီးကြိုက်တယ်လို့စဉ်းစားပါဟိုပုံစံကွက်ထဲဝင်တယ် habit ထဲမှာဝင်တယ် pattern momentum habit ဒါတွေအကုန်လုံးတူတယ်အဲ့ထဲမှာဝင်အဲ့ဒါကိုကျွန်တော်တို့ဖြတ်မှရအဲ့ program ကိုဖြတ်ပြီးတော့အသက်ပြန်ပြီးတော့ program ပြန်မရေးဘဲနဲ့ live ကဘယ်လိုလုပ်သွားမလဲအဲ့တော့ငါကအများအားပျော်နေတာပဲငါကအများအားဆင်းရဲနေတာပဲအဲ့ဒါတွေကအဲ့ဒီခုနကတော့ပုံစံကွက်ထဲမှာရောက်နေတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ success cycle ဆိုတာလေးပြောကြတယ်ကျွန်တော်တို့မှာ belief ရှိတယ် belief ဆိုတာယုံကြည်မှုအဲ့ဒီယုံကြည်မှုကိုအခြေခံပြီးတော့အနာဂတ် potential ကိုမှန်းတယ် potential ဆိုတာအလားလာဘယ်လိုသွားမလဲဆိုတော့ trend မဲထားပါတော့အလားလာအဲ့အလားလာကိုမှန်းတယ်ဒီကလေးကအလားလာရှိတဲ့ကလေးဒီလုပ်ငန်းကအလားလာရှိတဲ့လုပ်ငန်းဆိုတာတိုးတက်နိုင်ကြီးလို့ပြောတယ်ပြီးလို့ရှိရင် action အဲ့ဒီအလားလာပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဘာလုပ်ကြလဲဆိုတော့ action ဆိုတာလုပ်เสียရှိတာလို့အဲ့ဒီ action လုပ်ဆောင်ချက်တွေလုပ်ပြီးရတဲ့အချိန်မှာအဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ result ရလက်ကိုရအဲ့ဒီရလက်ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဘာထပ်ပြလဲဆိုတော့ခုနကတော့ပြောတယ်ဒီ belief ပြန်လာတယ်ယုံကြည်မှုပြန်လာအဲ့တော့ကိုယ့်ရဲ့ယုံကြည်မှုကထားပါတော့နောက်3လ6လတစ်နှစ်ကြာရင်ငါလုပ်ငန်းတော့ဘလို့ဖြစ်နေပြီအစင်မပြေဘူးလို့ကိုကမှန်းမိဆိုလို့ရှိရင်ယုံကြည်မှုကအခြေအနေမကောင်းလို့တွေးလိုက်တာ ਨੇ အနာဂတ်အလားလာကြပါပြီနာလက်ကလားလာကြပါပြီဆိုရင်လှုပ်ဆောင်ချက်ကတက်မလားကြရလက်ကမြင့်မလားနှိမ့်မလားရလက်ကနေမယ်ရနေတဲ့လူကသူ့ကိုယ်သူနဲ့ပတ်ဝန်းကျင်အခြေအနေသူ့လုပ်ငန်းကိုယုံကြည်မှုကမြင့်မလားနှိမ့်ယုံကြည်မှုထက်နှိမ့်သွားတဲ့လူကအနာဂတ်ကိုသူ့ကိုလို့စဉ်းစားမယ်သူစူးစမ်းအားထုတ်မှုကိုပို့ပြီးတော့လုပ်မလားရှော့ပြီးလုပ်အဲ့တော့အခြေအနေမကောင်းတော့ဘူးလို့တွေးလိုက်တယ်ပြီးလည်းပြောအနာဂတ်ပို့ဆိုးတော့မယ်လို့တွေးတယ်ပြီးလည်းပြောရှော့လို့တယ်ရှော့လို့တော့ရှော့ရတယ်ဒါပဲ